ဒီနေ့ခေတ်စစ်ပွဲရဲ့နီးယားမှာကိုပြန်တည်ရေးဆွဲနေတဲ့လက်နက်တစ်ခုကြောင့်ပြောပြခြင်းပါတယ်ဟုတ်ပါတယ်ဒေါ်လာ2000တန် drone တွေတစ်စီးကတန်ပေါင်းများစွာတန်တဲ့ကမ္ဘာအင်အားအကြီးဆုံးစစ်တပ်တွေကိုဘယ်လိုများစင်ခေါ်နေလဲဆိုတာကြည့်လိုက်ကြရအောင်ကဲဒီနေရာမှာစဉ်းစားစရာတစ်ခုရှိတယ်ဘာဖြစ်လို့ဒီလောက်ဆေးပေါ့အတန်ကျေပြီးနေကွေးတဲ့ drone ကကမ္ဘာစစ်မြင့်ဆုံးစစ်တပ်တွေအတွက်အိမ်မဆိုးတစ်ခုထိနေရတာလဲရိုးရိုးလေးလို့ထင်ရတဲ့ဒီဇက်ကဒေါ်လာတန်းချီတန်တဲ့ပြည်ထနာကြီးကိုဘယ်လိုများဖန်တီးနေရပါလဲရှာဟစ် drone နဲ့အစွမ်းအစားဆိုတာကလည်းသူ့ရဲ့နီးပညာတွေရှုပ်ထွေးနေလို့မဟုတ်ပါဘူးတကယ်တော့သူ့ရဲ့ရိုးရှင်းမှုဇင်းလုံးချူတာမှုပြီးတော့အမြောက်အများထုတ်လုပ်နိုင်စွမ်းမရှိနေတာပါဒါကြောင့်ပဲသူကို drone တွေရဲ့ AK47 ဆိုပြီးနာမည်ပြောင်းပေးထားကြတာပေါ့ဒီ drone တွေကိုဘယ်လိုလုပ်ထားလဲဆိုတော့လေတာမန်ဆိုင်တွေမှာအလွယ်တကူဝယ်လို့ရတာပစ္စည်းတွေဥပမာ motorcycle engine ကိုပြန်ပြင်ထားတာမျိုးလေးနဲ့ပဲတိစောက်ထားတာပါဆိုတော့ထုတ်လို့ရတာအရန်ကိုကုန်ကြစိတ်သက်သာတယ်ပြီးတော့အရေးအတွက်အများကြီးကိုအချိန်တိုအတွင်းထုတ်နိုင်တာပေါ့ဒီမဟာဗျူဟာကရန်သူတပ်ဖွဲ့တွေကိုတက်ရိုက်ဖိမဲ့ထားတာထက်ရန်သူရဲ့ဗန္နာကြိုက်ကိုဖိမဲ့ထားတာပါတနည်းပြောရင်ဒါဟာစီးပွားရေးစစ်ပွဲတစ်မျိုးပဲကိုယ့်ဘက်ကနည်းနည်းပဲကုန်ပြီးဟိုဘက်ကကာကွယ်ဖို့အတွက်အများကြီးသုံးရအောင်ဖိအားပေးတဲ့နီးဗျူဟာပေါ့သူတို့ရဲ့ဈေးကြီးတဲ့လက်နက်တိုက်ကိုတဖြည်းဖြည်းနဲ့ကုန်ခန်းထောင်လုပ်တာပါကဲတိုက်ခိုက်သူဘက်ကဆိုရင်ချင်းချောမှုတစ်ခုကိုလေတဲ့နှုတ်တင်ဖို့ကုန်ကြစရိတ်ကဒေါ်လာ2000လောက်ပဲရှိပါတယ်ဒါပေမဲ့ကာကွယ်တဲ့ဘက်ကအဲ့ဒီဒေါ်လာ2000တန်ချင်းချောမှုကိုပြစ်ချဖို့အတွက်ကြတော့ဒေါ်လာ3သန်းလောက်ကုန်ကြနိုင်ပါတယ်ဒီ graph ကိုကြည့်ရတာနဲ့ပြောနာရဲ့အဓိကအချက်ကိုရှင်းရှင်းလေးလေးမြင်နိုင်ရပါတယ်ကာကွယ်ရေးဘက်က drone တစ်စီးကိုအောင်မြင်မြန်ပစ်ချနိုင်ခဲ့တယ်ဆိုတော့ငွေကြေးရကြည့်နေတော့သူတို့ရှုံးနေတော့ပါပဲအစားပေါင်းရာနဲ့ချီကွာနေလာကိုအရေးကြီးဆုံးအချက်ကပြလဲဆိုတော့ Shahid drone တွေကိုတစ်စီးချင်းမသုံးဘူးပြအုပ်ကြီးလို့ဒါမှမဟုတ်ချင်းအုပ်ကြီးလို့အုံလိုက်ချင်းလိုက်သုံးပြီးကာကွယ်ရေးစစ်တပ်တွေကိုဝိုင်းတိုက်တာပါသူတို့ရဲ့အရေးအတွက်နဲ့လွှမ်းမိုးဆောင်အောင်လုပ်တာပေါ့ဒီလိုတိုက်ခိုက်နည်းမျိုးကိုဈေးကြီးတဲ့ cruise drone ကြီးတွေနဲ့လုပ်ဖို့ဆိုတာကတော့ငွေရေးကြီးရဲ့အလုံးဝမဖြစ်နိုင်တဲ့ကိစ္စပဲဒီလိုငွေကုန်ကြေးကြများပြီးရေရွှေမရက်တည်နိုင်တဲ့စိန်ခေါ်မှုကိုရင်ဆိုင်ရတဲ့အခါယူကရိန်းဘက်ကလည်းလက်ပိုက်ကြည့်မနေခဲ့ပါဘူးသူတို့ကပိတ်စအများကြီးတုံးပြီးတိုက်မဲ့အစားညံတုံးပြီးတိုက်ဖို့ဆုံးဖြတ်ခဲ့တယ်တကယ်ကိုစမ်းသစ်ပြီးထိရောက်တဲ့တံပြန်မဟာဗျူဟာတစ်ခုကိုသူတို့တီထွင်နိုင်ခဲ့ပါတယ်သူတို့ကဈေးကြီးရဲ့တုံးကြီးတစ်ခုတည်းကိုပဲအားကိုးမနေတော့ဘူးအဲ့ဒီအစားအလွာလိုက်ကာကွယ်ရေးစနစ်ကိုတုံးတယ်ပထမဆုံးရေးတာတွေအတန်အာယုံခံကိရိယာတွေနောက်ပြီးပြည်သူတွေရဲ့ဖုန်း app ကနေတရင်ပေးတာတွေနဲ့ drone ဘယ်နာမှာရှိလဲအရင်ရှာတယ်ပြီးရင်သူ့ရဲ့အလန်းချောင်းကိုခြေရခံပြီးနောက်ဆုံးမှာတော့လှူရှားစစ်ကြောင်းငယ်လေးတွေကဈေးပေါ်တဲ့လက်နက်တီးနေပဲထွက်ပြီးကြားဖြတ်ဟန်တာလိုက်တော့တာပဲဒီနီးဗျူဟာမှာတုံးတဲ့လက်နက်တွေတာလဲစိတ်ဝင်စားစရာပဲဥပမာပိကက်ကားတဲ့ပေါ်မှာစက်သေးနဲ့ရှာဖွေမီးတွေထပ်ထားတဲ့လှူရှားစစ်ကြောင်းလေးတွေလိုမျိုးပေါ့ဒါမှမဟုတ် drone အချင်းရဲ့ပြန်လိတ်တိုက်ခိုင်းတဲ့ interceptor drone တွေ GPS အချက်ပြစနစ်တွေကိုနှောင့်ယှက်တဲ့ electronic warfare နည်းလမ်းတွေသုံးလာကြတယ်ဆိုတော့နီးပညာပြဿနာကြီးတစ်ခုကိုလက်တွေ့ကျတဲ့နီးဗျူဟာတွေနဲ့ဖြည့်ရှင်းလိုက်တာပါပဲဒီတော့ကုန်ကြစိတ်ညီမျှခြင်းကလုံးဝပြောင်းပြန်ဖြစ်သွားတယ်အရင်ကဆိုရင်ဒေါ်လာ3သန်းလောက်အထိကုန်ကြနိုင်တဲ့ကာကွယ်ရေးကအခုဆိုရင်အနည်းဆုံးဒေါ်လာ300လောက်နဲ့တော့ဖြစ်သွားနိုင်တယ်ဒါအရင်ကလို့မဟုတ်တော့ပဲအရန်ကိုရေရှည်ခံနိုင်တဲ့ကာကွယ်ရေးစစ်တပ်ခုဖြစ်လာတာပေါ့ကဲအခုထိပြောခဲ့တာကလက်ရှိအခြေအနေဒါပေမဲ့ဒီကိစ္စကဒီမှာတင်ရပ်မတည်ဘူးနောက်တစ်ဆင့်ကိုဆက်သွားကြရအောင်ဘာလို့လဲဆိုတော့အခုလိုရိုးရိုး GPS နဲ့သွားတဲ့ drone တွေရဲ့ခစ်ကကုန်တော့မယ်သူ့ထက်အများကြီးပိုပြီးအဆင့်မြင့်နေရတဲ့ကနေရာဝင်ယူလာတော့မှာမို့လို့ပါပဲ drone စစ်ပွဲရဲ့တိုးတက်ဖြုံးလဲလာပုံကတကယ်ကိုအရှိန်မြတ်ပါတယ်2020အစောပိုင်းလောက်မှာတော့ Shahid 136လိုမျိုးကျူတင်လမ်းကြောင်းထည့်ပေးရတဲ့ drone တွေသုံးခဲ့ကြတယ်အခု2020လယ်ပိုင်းရုပ်တော့အလွှာလိုက်ဈေးသက်သာတဲ့တန်ပြန်ကာကွယ်ရေးစစ်တပ်တွေပေါ်လာပြီဒါပေမဲ့2020နောက်ပိုင်းကျရင်တော့ AI နည်းပညာသုံးတဲ့သူ့ဘာသာသူစွန်ဖစ်ချနိုင်တဲ့အချင်းချင်းချိတ်ဆက်ပြောဆိုနိုင်တဲ့ drone အုပ်တွေရဲ့ခေတ်ကိုရောက်လာတော့မှာပါအနာဂတ်မှာသုံးမဲ့ drone အုပ်တွေကပုံစံတူ drone တွေချီမဲ့မဟုတ်တော့ဘူးအုပ်စုထဲမှာ drone တစ်စီးချင်းစီမှာကိုယ့်တာဝန်နဲ့ကိုရှိမယ်တချို့ကကင်းထောက်တချို့ကရန်တုဆွဆွဲရေးကိုနှောင့်ယှက်တချို့ကတိုက်ခိုက်ရေးဒီလိုနဲ့အဖွဲလိုက်ညီနိုင်တဲ့ကာကွယ်ရေး system တွေကိုလွှမ်းမိုးသွားအောင်တိုက်ခိုက်မှာပါဒီ AI drone အုပ်တွေကအုပ်စုလိုက်တွေးခေါ်တယ်ပြီးတော့ GPS မလိုပဲရွေ့လျားနေတဲ့ပြစ်မှတ်တွေကိုသူ့ဘာသူရှာပြီးတိုက်ခိုက်နိုင်တယ်အရေးကြီးဆုံးကကာကွယ်ရေးဘက်ကဘလို့တုံ့ပြန်လဲစလာကိုကြည့်ပြီးသူ့ရဲ့တိုက်ခိုက်နည်းကိုအချက်နဲ့တစ်ပြေးညီပြောင်းလဲနိုင်တယ်ဒီအချက်တွေအားလုံးကလက်ရှိ Shahid drone တဲ့အားနည်းချက်အားလုံးကိုဖြည့်ရှင်းပေးလိုက်တာပါပဲဒါတွေကမျိုးရှင်တွေကဇလန်နေမဟုတ်တော့ပါဘူးတကယ်လက်တွေ့မှာဖြစ်နေပါပြီ American ကျုပ်ရုရှားလိုကမ္ဘာအင်အားကြီးနိုင်ငံတွေအားလုံးကဒီလိုသူ့အတားသူအလုံးလုံးနိုင်တဲ့ drone အုပ်နီးပညာတွေမှာယင်းနှီးမြှုပ်နှံမှုကကြီးကျယ်လွန်နေကြပြီဒါဟာ
စစ်ရေးအယူအဆတွေရဲ့အခြေခံချက်ပြောင်းလဲမှုတစ်ခုကိုပြနေတာပါ ဒီဖြစ်ဖြစ်တဲ့ကနဲ့အဓိကမှတ်သားထားရမယ့်အချက်ကတော့အရေးတွက်မှလည်းသူ့အရေးအသွေးနဲ့သူရှိတယ်ဆိုတဲ့စကားပါပဲရှာဟီတူနုစ်ကတက်တည်ပြတော့ပါကတော်ယုံကောင်းတဲ့လက်နဲ့အများကြီးကဈေးအလွန်ကြီးပြီးအရေးသွေးမင်းနဲ့လက်နဲ့အနှဲငယ်ကိုကောင်းကောင်းကြီးစင်ခေါ်နိုင်တယ်ဆိုတာပါပဲအရင်ခက်လေးချောင်းတိုက်ပွဲတွေကိုကိုပြောင်းနေပညာကအဆုံးဖြတ်ပေးခဲ့တယ်ဒါဆိုနောက်လာမယ့်ခေတ်ကိုရောဒီလို drone အုပ်တွေကအဆုံးဖြတ်ပေးတော့မှာလားအရေးအသွေးထက်အရေးအတွက်ကိုပိုအာယုံစိုက်လာတဲ့ဒီအပြောင်းလဲကနီးပညာတစ်ခုတည်းကိုမဟုတ်ဘဲစီးရဲအင်အားဆိုတဲ့အဒီဘက်ဖွင့်ဆိုချက်ကိုပါပြန်လည်မေးခွန်းထုတ်ဖို့တွန်းအားပေးနေပါတယ်